ဒီစကားကိုပြောပြမယ်နော်စောစောတီးတဲ့အရာတော့လေဘဟုတုတအရာစာဖတ်ပူးတဲ့အရာပေါ့နော်လေ့လာတဲ့အရာဆိုရင်တော့လေစေးစားတာကတော့လေအမှန်နဲ့ပြောအင်္ဂလိပ်စေးတော့အဲ့လိုမျိုးစားတာမကောင်းဘူးနော်ရေရှည်အတွက်မကောင်းပါဘူးရှင်ကျမ်းမာရေးထိခိုက်တယ်ရှင်တကယ်လို့လေယောက်ျားလေးတယောက်ကလေဒီလိုမျိုးဖြစ်ချင်နေဆိုရင်တော့အနားယူတင်ပါလေရှင်ဘယ်လိုပြောမလဲအဲ့ရေဝဝအိပ်ပါရှင်အဲ့ရေဝဝအိပ်ပါစိတ်ဖြစ်စီမှုရှော့ချပါရှင်စားတဲ့အစားအစာကိုတော့ပုံမှန်လေးစားပြီးပါရှင်ပုံမှန်လေးစားပြီးဆိုဘယ်နားမှာတွက်ချရမလဲလို့ပြောရင်ဟိုနေ့ကညီမတင်ထားပေးတဲ့အောက်မှာလေဟိုပါလဲမစစ်အဲ့ရည်တဲ့နေရာမှာအဲ့ဒီရဲ့စော့ဝဲတင်ထားပေးအဲ့စော့ဝဲမှာစစ်ပြီးမှစားလို့ရတယ်ရှင်သူကအဲ့မှာရေးလိုက်အကြောင်းအရာရေးလိုက်ပြီးသူကအကုန်ပေါ်လာတာဟုတ်တယ်ဒါဖြစ်ချင်တယ်ဘယ်လိုလုပ်မှဘယ်လိုနေထိုင်တင့်လဲလို့ပြောသူကအကြောင်းအရာအကုန်ပေါ်လာပြီးလိမ့်မယ်ရှင်ဒါပေမဲ့စေးစားချင်တယ်ဒါပေမဲ့တော့စေးစားချင်တယ်ဒါကြတော့လေဟိုလိုမျိုးစေးတော့ရှိတယ်ဒါပေမဲ့ကိုကကြတော့တခြားနယ်ပယ်တော့ကိုမကျွမ်းအောင်တရုတ်နယ်ပယ်တော့ကိုကျွမ်းတဲ့အတွက်ကိုပြောပြမယ်နော်တရုတ်မှာကြတော့အများစုကတော့စေးရကြတော့စေးမြင့်နဲ့ထုတ်တာများတယ်စေးမြင့်နဲ့ထုတ်တာများတဲ့အတွက်တရုတ်လူမျိုးတွေတောက်တာကြတော့ကျမ်းမာရေးဆိုးကျိုးမရှိဘူးသူကကြောက်ရေရှည်ဆွဲတောက်တာဘာလို့ဆိုအမြဲတမ်းတောက်တာသူကအင်္ဂလိပ်စိမ်းနဲ့မတူဘူးအဲ့ဒါကြတော့လေစေးမြင့်နဲ့ပေါ်ထားတာဟုတ်တယ်အားကြောင့်မလို့ရေရှည်ဆွဲတောက်တဲ့အတွက်ကြောင့်မလို့သူတို့ကကြတော့ဘယ်လိုပြောရမလဲဒီဟာကြီးကိုဘယ်လိုပြောရမလဲအဲ့လိုမျိုးပေါ့စေးမြစ်လေးနဲ့ဆိုတော့စေးမြစ်ဆိုတာကြတော့ပြောမှဆိုဒီကိစ္စလေးမှာတော်တော်လေးဘယ်လိုပြောရမလဲဘယ်လိုပြောပြရမလဲရှင်းအောင်ပြောမယ်ဆိုတော့ဒီကိစ္စလေးမှာဒီစေးမြစ်ကကြတော့ဘယ်လိုပြောရမလဲဒီဖြစ်တဲ့အဲ့ဒီဟာကိုထိမ့်ပေးတယ်အဲ့လိုမျိုးပေါ့အားဖြည့်ပေးတယ်အဲ့လိုမျိုးပုံစံမှာရှင်းဒါပေမဲ့အင်္ဂလိပ်ဆေးတွေဘာဆေးကြတော့ညီမမသိဘူးရှင်ဘာလို့လဲဆိုတော့အင်္ဂလိပ်ဆေးတော်တော်များကိုတိတလောက်ဆိုရင်တော့အရန်ဟွာဖြစ်တဲ့ဟာကြအဲ့ဒါကြတော့လေမတောက်တင်တဲ့ဟာရှိတယ်လို့တောက်တင်တဲ့ဟာဆရာဝန်ညို့မတောက်တင်ရတဲ့ရှိမှာပေါ့ဒါပေမဲ့အများစုအင်္ဂလိပ်ဆရာကိုတိတလောက်ဆို line ပေါ်မှာရှောက်ဝင်မှာတောက်တဲ့ဟာတွေဘာတွေကကြတော့ပြောမှဆိုရင်ကွာကိုတခဏတာတော့အဆင်ပြေပါတယ်ဒါပေမဲ့ရေရှည်အတွက်ကြတော့ယောက်ျားလေးအတွက်အဆင်မပြေဘူးရှင်ဆိုဆိုတိတလောက်အဲ့ဒါပါပဲရှင်တကယ်လို့တိချင်နေဆိုရင်တော့ဆိုဆိုချထားပြီးနော်အရင်တစ်ခါကလည်းချထားပြီးအဲ့ဒီမှာတော့ရှာမှာတချီလို့ရတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဆိုဆိုခါလိုက်ဆိုပေါ်မတိတ်ဝင်မှာဖတ်ဖြစ်ဘူးနော်ဒီနေ့တော့ဝင်ဖတ်ဖြစ်တယ်သူကပြောထားတယ်မိမတွေကပြောသေးတယ်တဲ့နောက်ရအဲ့လိုမျိုးပေါ့တက်တာပေါ့နော်ကိုကတက်တာအဲ့လိုမျိုးပြောရရှိရနော်ဒါထားလိုက်တော့ဒီစကားကိုထားလိုက်တော့ပြောချင်တယ်နော်မိန်းကလေးတချို့တွေကိုယောက်ျားကတကယ်ဆိုကိုနဲ့ပေါ့နော်လင်မယားချစ်စစ်ဆန်ဖို့လာခေါ်ရင်မငင်းပါနဲ့အများစုပြောချင်တယ်ဒါပေမဲ့ဟိုမိန်းကလေးဓမ္မတာလာတာလို့ဘာလို့ဆိုရင်တော့ထားလိုက်ပေါ့နော်ဒါကကျတော့ကောင်းပါတယ်ဒါပေမဲ့ကိုယောက်ျားကဒီဟာကြီးတန်းတလာတဲ့အချိန်မိန်းမဖက်ကခဏညင်းပါများလာတဲ့အချိန်ကျရင်မမေးမယ်နော်သူဖောက်ပြန်တာကိုညီမလေးလက်ခံနိုင်လားသူနောက်ကောင်မလေးနဲ့တော့အိတ်တောင်ညီမလေးလက်ခံနိုင်လားအဲ့လိုမျိုးအချက်လေးလာမှာပေါ့နော်ညီမလေးမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာထက်ဘယ်လိုပြောမလဲအိမ်ထောင်တစ်ခုမှာယောက်ျားအိမ်ထောင်ပြုတ်ပြီဆိုဒီကိစ္စကလည်းအဓိကပါဝင်ခြင်းပဲလို့မမအမြဲပြောတယ်နော်ဒါကြောင့်ပြောပြချင်တယ်တိလားတကယ်လို့ဒါလေယောက်ျားတယောက်မြင်ဘူးလို့နော်တချို့မိန်းကလေးတွေရှိတယ်နော်အဲ့လိုမျိုးကွာယောက်ျားကနေဖို့ကြိုးစားတိုင်းယောက်မိန်းမဖက်ကအမြဲတမ်းတွန်းထုတ်တာမလုပ်တင်ပါဘူးဒါတကယ်လို့ကိုကဒီလိုခဏတွန်းထုတ်နေမဲ့သူကိုကဒီလိုတွန်းထုတ်ဖို့ခွန်အားတလောက်များနေတယ်ဆိုရင်ကိုယောက်ျားနောက်ကောင်မလေးထားတာနောက်ရီစားထားတာနောက်ကောင်မလေးအိမ်ပေါ်ခေါ်တင်လာတာကိုကလက်ခံနိုင်ရမယ်ဒီလိုလက်မခံနိုင်ဘူးဆိုရင်မမပြောချင်တယ်ကိုယောက်ျားကိုစိတ်ချမ်းသာဖြစ်အောင်ကိုဖြည့်ဆည်းပေးပါအမျိုးသားဆိုတဲ့အမျိုးကကြတော့မပြောတယ်မလားခွဲတဆုပ်လေးကင်နိုင်တော့ဒီလိုစိတ်ရှိတယ်ဆိုတာကိုပြောပြချင်တယ်နော်တကယ်လို့ကိုကဒီလိုမျိုးဖြစ်တာကိုမကြိုက်ဘူးဆိုရင်တန်းတေကိုယူပါမပြောချင်တယ်နော်ဒီလိုမျိုးဖြစ်တာကိုမကြိုက်ဘူးလင်များလို့နေရတာကိုအစင်မပြေဘူးမရေကျမမကြိုက်ဘူးလို့ပြောတန်းတေကိုယူပါအဲ့လိုမဟုတ်ဘူးဆိုအခုကမိန်းကလေးချစ်နေတဲ့ဟာကိုယူချင်ယူပေါ့နော်ကိုကတော့စိတ်ဝင်စားလို့လားမသိကိုကတော့မိန်းကလေးဆိုတွေ့ရင်တော့ကိုကမကြိုက်တတ်ဘူးခင်ရင်တော့ခင်တတ်တယ်အဲ့လိုမျိုးပေါ့မတော့ကြောအစင်မပြေဘူးအဲ့လိုမျိုးကြောလေဒါပေမဲ့ပြောပြတာပေါ့နော်ယောက်ျားနဲ့နေဖို့အစင်မပြေဘူးကိုကယောက်ျားနဲ့လုံးဝနေချင်စိတ်မရှိဘူးခတိငင်းချင်တယ်ဆိုရင်တော့အခုနပြောသလိုပဲယောက်ျားတခြားကောင်မတဲ့အိတ်တာကိုလက်ခံနိုင်တယ်ဆိုရင်လောက်ပါနောက်တစ်ခုဖောက်ပြန်တာကိုခံနိုင်တယ်ဆိုလောက်ပါနောက်တစ်ခုအိမ်ပေါ်မှာတခြားမိန်းကလေးခေါ်တင်ပြီးမှအတူတူပေါင်းတဲဆက်ဆံတော့ညီမလေးမြင့်ချင်တယ်ဆိုရင်လောက်ပါကြာရှည်လောက်လေယောက်ျားလေးကဘလို့ပဲပြောဒီရဲ့စိတ်ကိုများလာလေ
မိမကဘေးမှာရှိရဲနဲ့စဉ်းစားကြည့်စမ်းလက်ကြီးနဲ့ထုနေရတာတော့ရိုင်းပြောရရင်ပေါ့နော်ဥပမာပြောရရင်လက်ကြီးနဲ့လုံနေရတာတော့စဉ်းစားကြည့်ပါအစမပြေနိုင်ဘူးဒါကတော့ယောက်ျားလေးတွေတော်တော်များများအစမပြေနိုင်ဘူးဒါကြောင့်မို့လို့ပြောချင်တယ်နော်ရှာသွားပေါ့တက်တာတယ်သူတကယ်ရှာရင်ညီမလေးလက်ခံနိုင်လားညီမလေးလက်ခံနိုင်တယ်ဆိုရင်တော့ပြရှာပါတကယ်ရှာခိုင်မမကိုလည်းဆက်သွယ်ခဲ့ပါနော်မမလည်းရှာကူလိုက်ပါမယ်